ယုံနဲ့လိတ်ပုံမြင်လေးကိုစောင့်မျှော်နေတဲ့သူတွေရှိလားယုံကလေးကပြိုင်တိုင်းရှုံးတဲ့အခါမှာသူလုံးဝမကျေနပ်ဘူးအဲ့တော့ထပ်ပြီးတော့စိန်ခေါ်တယ်အဲ့အောင်ဖို့ရွှေလေးမင်းကလုံးဝအရှုံးမခံနိုင်ဘူးအဲ့တော့ငါတို့ထပ်ပြိုင်မယ်ဒီပွဲမှာတော့မင်းစိတ်ကြိုက်နေရရွေးလို့မရတော့ဘူးငါတို့မှန်မှန်ကန်ကန်ပြိုင်မှဖြစ်မယ်ဒီတစ်ခါမြေပြန့်မှာပဲပြိုင်ရမယ်မင်းကလိန်ကြစ်လို့လုံးဝမရတော့ဘူးအဲ့လိုနဲ့ထပ်ပြီးတော့စိန်ခေါ်လိုက်တယ်အေးပါကွာမင်းပြိုင်နေတယ်ဆိုလဲပြိုင်ပေါ့ဆိုပြီးတော့ပြိုင်ပွဲရောက်သွားတယ်အဲ့တော့ပန်းတိုင်တတ်မှတ်တယ်တာထွက်ကနေပြီးတော့မှထိုင်လူကြီးဝစီမှုတ်တယ်ညုံကလေးကတော့အတကုံပြေးတာပေါ့ဟာဒီတစ်ခါတော့ဘလုံနည်းနဲ့မှရှုံးလို့မရတော့ဘူးမြေပြန့်ဆိုတော့ဒီကောင်လဲဘာမှငါ့ကိုကလိန်ကြစ်လုပ်လို့မရတော့ဘူးအဲ့တော့ငါအတကုံပြေးမှဖြစ်မယ်ငါပန်းတိုင်ကိုရောက်နှင်းမှုအရေးကြီးတယ်ဆိုသူအတကုံပြေးတယ်နောက်လှဲ့မကြည့်စတဲ့အတကုံပြေးတယ်အဲ့လိုနဲ့ပြေးရင်းနဲ့ပန်းတိုင်နီးလာအဲ့လိုမျိုးပန်းတိုင်နီးလာတဲ့အချိန်မှာသူ့ဘေးကနေပြီးတော့မှကားတစ်စီးဖြတ်သွားအဲ့ဒီကားပေါ်ကနေပြီးတော့ယုံကလေးကိုလက်ပြသွားတယ်ဘယ်သူပါသွားတယ်ထင်လဲလိတ်ကလေးပါသွားတာအဲ့တော့ဒီပွဲမှာလည်းလိတ်ကလေးရပဲပန်းတိုင်အရင်ရောက်သွားတယ်အဲ့တော့ဒီပုံမြင်လေးကိုကျွန်မအရန်သဘောကျတယ်ဘာကြောင့်ဆိုရင်လိတ်ကလေးကသူ့ရဲ့အားနည်းချက်တွေကိုသူလုံးဝမကြည့်ဘူးငါအရန်နှေးတာဖြစ်တော့ကြောင့်မလို့ဒီလိုယုံကိုငါဘလို့နည်းနဲ့မှနိုင်မှာမဟုတ်ဘူးအဲ့တော့ပြိုင်လဲငါရှုံးမှာပဲလို့သူမတွေးဘူးကျမတို့သာဆိုအဲ့လိုတွေးမှာကျမတို့ကကြတော့ဟာငါမှပတ်ဆက်မရှိဘူးငါမှယုံမလာဘူးငါမှပညာမတတ်ဘူးငါမှအပေါင်းအသင်းမရှိဘူးရှုံးနိုင်တဲ့နီလန်းပေါင်းစုံကိုကျမတို့ကလက်ခံထားတယ်လိတ်ကလေးကသူ့ရဲ့အားနည်းချက်ကိုလုံးဝမကြည့်ဘဲနဲ့သူနိုင်တဲ့နီလန်းကိုသူရအောင်ရှာတယ်အဲ့ဒါကကျမတို့သင်ခန်းစာပဲကျမလည်းဒီပုံမြင်လေးကိုနားထောင်ပြီးတဲ့နောက်ပိုင်းမှာငါလည်းပဲငါရဲ့ဘဝကိုတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့တိုးတက်ပြောင်းလဲအောင်လုပ်လို့ရနိုင်တဲ့နီလန်းတွေကိုရှာတာအဲ့လိုမျိုးနီလန်းတွေရှာရင်းနဲ့ဘဝကတိုးတက်ပြောင်းလဲလာတာဒါကြောင့်ကျမတို့ရဲ့ဘဝမှာလည်းဘဝတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အားနည်းချက်တွေကိုကြည့်မနေဘဲနဲ့ကျမတို့တိုးတက်ပြောင်းလဲနိုင်တဲ့နီလန်းတွေကိုရအောင်ရှာရပါမယ်အခက်အခဲပြဿနာတစ်ခုမှာဖြေရှင်းရမယ့်နီလန်းတွေကအများကြီးရှိတယ်အဲ့တော့ကျမတို့နဲ့ကိုက်ညီတဲ့နီလန်းကိုရအောင်ရှာမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝကလည်းတိုးတက်ပြောင်းလဲလာမှာပါဒါကြောင့်ခစ်တဲ့ယုံနဲ့လိတ်ပုံမြင်လေးမှာလည်းကျမတို့မိတ်ဆွေတွေရောဘယ်လိုသင်ခန်းစာတွေရလိုက်လဲဘာတွေအကျိုးကျေးဇူးတွေရသွားလဲဆိုတာလေးတွေကိုလည်း comment မှာရေးခဲ့ပေးစေချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါအောင်မယ်နော်